အော်မာနကိုကအရင်တွေ့ရတာနဲ့သူကမှမခေါ်တာဆိုပြီးကိုကမျက်နှာလွှဲလိုက်လို့လွှဲခဲ့ရတာလေမာနကြောင့်ကိုကအရင်တောင်းမှန်လိုက်ရင်ပြီးရတာနဲ့သူကမှမတောင်းမှန်တာဆိုပြီးကိုပါခြေလိုက်လို့အနေမမိုက်တော့တာလေမာနကြောင့်ကိုကအရင်ခွင့်လွတ်လိုက်ရင်ပြီးရတာနဲ့သူကမှခွင့်မလွတ်တာဆိုရင်ကိုပါဆွန့်လွတ်လိုက်လို့လွှဲခဲ့ရတာလေမာနကြောင့်ပါပဲအဲ့မာနလေးတွေတိတိလေးတွေကနေအကြီးဖြစ်ပြီးကွဲကွာသွားတာရှိလားမရှိဘူးလားအော်မာနကိုကအရင်တောင်းမှန်လိုက်ရင်ပြီးတာမရဘူးမတောင်းမှငါမှားတာမှမဟုတ်ဘူးလျှော့နိုင်ကိုကလှမ်းခေါ်လိုက်ပြီးတာပဲကိုကအရင်မြင်တာလေမခေါ်ဘူးသူကတော့မခေါ်ဒီကောင်းမှာအဲ့ဒါမာနကိုကအရင်ခွင့်လွတ်လိုက်ခွင့်လွတ်တယ်ဆိုသူ့ကိုခွင့်လွတ်တာမဟုတ်ဘူးကိုခွင့်လွတ်တာနော်လူတွေကခွင့်လွတ်တယ်ပြောရင်သူ့ကိုခွင့်လွတ်တယ်ထင်တယ်ကိုစိတ်မှာဖြစ်နေတဲ့သူနဲ့ပတ်သက်တဲ့အစာမကြေမှုအဆိုင်အခဲလေးကိုဟာတာကိုလွတ်ချပေးလိုက်တာသူ့ကိုခွင့်လွတ်တာမဟုတ်ကိုဟာတာကိုခွင့်လွတ်တာခွင့်လွတ်ခြင်းကကိုအတွက်ပဲခွင့်လွတ်ခြင်းကသူများအတွက်လားကိုအတွက်လားလူတွေကသူများအတွက်ထင်တာကိုအတွက်ပဲသူ့အပေါ်မှာဖြစ်နေတဲ့ကိုရဲ့မကျေနပ်ချက်ဒေါသလေးတွေကိုခွင့်လွတ်ခြင်းနဲ့ရှော့ချတဲ့သဘောပဲဆိုတော့ပြိသိအဲ့ဒီမာနလေးတွေကလည်းလူကိုကြောက်စရာအတော်ဒုက္ခပေးတဲ့အတွက်ကြောင့်မာနခမ်းတော့စိတ်ကထမ်းတယ်အိတ်သားများတော့အိတ်စရာရှားတယ်အိတ်သားများရဲ့ဘာဖြစ်လဲအဲ့အိတ်သားဆိုတာ jealous ကိုပြောတာမနာလိုစိတ်ကိုပြောတာလေမနာလိုစိတ်ရင်မှာပိုက်ထားရင်ပြိသိအဲ့ရဘလောက်ကောင်းကောင်းအိတ်ပြောရဲ့လားလူတွေမှာအတွင်းရံနှမျိုးဆိုတာရှိတယ်အတွင်းရံနှစ်ပါးဘယ်နှပါတော့အိတ်သားနဲ့မစ္စရိယဘာနဲ့ပါတော့အိတ်သားကမနာလိုတာမစ္စရိယကဝင်တိုးတာသူများအပေါ်မှာတာတုမခေါ်နိုင်တဲ့စိတ်ကအဲ့ဒါမနာလိုစိတ်အိတ်သားတရားပဲကိုရှိတဲ့အရာလေးသူများနောက်ပါသွားမှာအဲ့ဒါကမစ္စရိယတဲ့ဝင်တိုးခြင်းနော်အဲ့တော့ကိုယ့်ထက်သာရင်တာတုခေါ်ပေးနိုင်အောင်ကြိုးစားရတယ်အဲ့မဲ့လူတော်များများကိုယ့်ထက်သာရင်မနာလိုစိတ်ဖြစ်သလားနာလိုတဲ့စိတ်တွေဖြစ်ကိုယ့်ထက်နည်းနည်းလေးသာရင်နာလိုတာများလားမနာလိုတာများဟောနာလိုတဲ့သူတွေကမွေးတော့နာလိုမှသာသမီတွေမနာလိုတဲ့သူတွေကမွေးတော့မနာလိုမှသာသမီတွေဒုပရိသတ်တွေကနာလိုမှသာသမီတွေဒါမနာလိုမှသာသမီတွေလားပြောစဲတယ်တင်တို့နာလိုတဲ့သူတွေဖြစ်ကြစမ်းမှာပြိဿမနာလိုမှသာသမီတွေမဖြစ်ကြပါစေနဲ့ကိုယ့်တဲ့တိုင်ရင်ဘလို့ပဲသာတုခေါ်နိုင်အောင်ကြိုးစားသူတို့ကမမှန်တဲ့နည်းနဲ့ကြီးပွားနေတာတပည့်တို့ကသာတုဘလို့ခေါ်နိုင်မှာလဲလို့မတွေးနဲ့မမှန်တဲ့နည်းနဲ့ကြီးပွားလို့သာတုမခေါ်နိုင်ရင်လည်းမနာလိုစိတ်တော့အဝေမခံနဲ့ဥပိ္ပခာပြုနိုင်အောင်ကြိုးစားအဲ့ဒီချက်ပဲနော်မမှန်လို့ကြီးပွားမမှန်တဲ့နည်းနဲ့ကိုယ့်ထက်သာနေတဲ့သူတွေတွေ့ရင်လည်းပဲသာဓုမခေါ်နိုင်ရင်တော့မှအိတ်သာတော့အဝေမခံနဲ့ဂျီတော့အကြိုက်မခံနဲ့ဥပိ္ပခာပြုနိုင်အောင်ကြိုးစားဟုတ်တယ်မလားသူကမမှန်တဲ့နည်းနဲ့ကြီးပွားတဲ့အပေါ်မှာကိုကဖြစ်မှာပေါ့သူကဘသူနဲ့ပေါင်းလို့ဘဝနဲ့ပေါင်းလို့အဲ့ဒါမျိုးရှောက်ဖြစ်ပြီးဆိုကိုယ်စိတ်မှာဂျီဝင်သွားတာမနာလိုစိတ်ဖြစ်တာအိတ်သာတရားဝင်သွားပြီဆိုရင်ပြိဿဟိုဘက်ကလည်းသာဓုမခေါ်နိုင်အိတ်သာတရားကိုကရလိုက်တဲ့အတွက်အကုသိုလ်ပါရတော့လားမရဘူးအိတ်သာတရားစိတ်မှာထားတော့အိတ်ဆရာရှားတယ်တဲ့ဂျီအဝင်မခံတဲ့ပြိဿဝမ်းသာပေးနိုင်အောင်ကြိုးစားစမ်းမှာသာဓုခေါ်နိုင်တဲ့စိတ်ကလေးကကုသိုလ်ရတာနော်သာဓုခေါ်နိုင်တဲ့အလေးကျင့်လုပ်ဖို့လိုလားမလိုဘူးလားဒုတော်များများကသာဓုမခေါ်နိုင်ဘူးနော်အဲ့ဒီမနာလို့စိတ်အားကြီးလားမကြီးဘူးလားအားတော်ကြီးတယ်မနာလို့စိတ်ရဝင်တိုးစိတ်ကလည်းများလားမများဘူးလားWindows ကိုပိုင်ဆိုင်ထားတာလေသူများနောက်ပါသွားမှကိုရှိတာလေသူများရတော့မှအဲ့ဒါလည်းမစ္စရိယစိတ်ပဲအဲ့ဒီစိတ်နဲ့စိတ်ကတတ္တဝါတွေဒုက္ခအပိဆုံးပဲအတွင်းယံလို့ခေါ်တယ်ပြိဿအဲ့ဒီအတွင်းယံကလေအပြင်ယံကရှောင်လို့ရတယ်အပြင်ယံရှောင်လို့မရဘူးလားအတွင်းယံကရှောင်လို့ရရဲ့လားအဲ့ဒီမနာလိုခြင်းအိတ်တာဝင်တိုးခြင်းမစ္စရိယနှစ်ပါးရှိနေပြီဆိုဘယ်နေရာတော့ပါလားမပါဘူးလားအိတ်တာတရားစိတ်မှာထားတော့အိတ်ဆရာတော်ရှားတယ်